သိုလ်ကောင်းမှုပြုတဲ့ပွဲမှာဘုန်းကြီးကဗာတရားဟောမလဲဆိုတော့လူချမ်းသာဆိုတဲ့တရားကိုဟောကြားပေးပါမယ်လောကမှာချမ်းသာတဲ့ဆင်းရဲတယ်ဆိုတဲ့စကားရှိပါတယ်လူတွေသမုတ်ထားတဲ့လူချမ်းသာဆိုတာကတော့ပစ္စည်းဥစ္စာဓနရွှေငွေတွေတိုက်တွေကားတွေပေါ်နေတဲ့ပုဂ္ဂိုလ်ကိုလူချမ်းသာလို့သမုတ်ပြီးတော့ပြောင်းပြန်အဖြစ်ဒီပစ္စည်းဥစ္စာရွှေငွေဥစ္စာတွေနှဲပါတဲ့ပုဂ္ဂိုလ်ကိုလူဆင်းရဲလို့ဒီလိုသမုတ်ပါတယ်အဲ့တော့ချမ်းသာတဲ့ပုဂ္ဂိုလ်ဆိုတာတန်ဖိုးရှိတဲ့ပစ္စည်းတွေရှိတာကိုချမ်းသာလို့ခေါ်တာပါဆင်းရဲတဲ့ပုဂ္ဂိုလ်ကြတန်ဖိုးကြီးတဲ့ပစ္စည်းမရှိတာကိုဆင်းရဲတယ်လို့ဒီလိုအကြံဉာဏ်အဖြစ်ခေါ်ကြပါတယ်ဒီလိုပဲတန်ဖိုးမရှိတဲ့ပစ္စည်းတွေများလာရင်ဘလောက်ပဲများနေနေချမ်းသာတဲ့ပုဂ္ဂိုလ်လို့မခေါ်ပါဘူးဥပမာအဖြစ်မိမိတို့မျက်မြင်ကိုယ်တွေအဖြစ်အိမ်မှာအမိုက်ပုံကြီးတွေကြီးကြီးမားမားကြီးတွေဘလောက်ပဲရှိနေနေတန်ဖိုးမရှိတဲ့ပစ္စည်းတွေများနေပြီမလို့လူချမ်းသာလို့မခေါ်ပါဘူးဒီလိုပဲမြတ်စွာဘုရားရဲ့သာသနာတော်မှာချမ်းသာတဲ့ဆင်းရဲတယ်ဆိုတာဘာပြောတာတော့ဆိုတော့ဒီတရားသီလစတဲ့ဆောက်တည်ကြောင်းဖြစ်တဲ့ဒီတရားတွေကိုဆောက်တည်ကြောင်းဖြစ်တဲ့စိတ်ကောင်းစိတ်မြတ်လေးတွေရှိနေလို့ရှိရင်စိတ်ချမ်းသာတယ်အဲ့ဒါကိုလူချမ်းသာလို့မြတ်စွာဘုရားကသာသနာတော်မှာသမုတ်ခဲ့ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့သူ့တဏ္ဍာမှာစိတ်ကောင်းစိတ်မြတ်တွေမများဘဲနဲ့မနဲ့လင်းကနေညအထိလောဘတွေဒေါသတွေမောဟတွေအကုသိုလ်တရားတွေများနေတယ်ဆိုလို့ရှိရင်မကောင်းတဲ့စိတ်တက်တွေများနေတဲ့အတွက်သူ့ကိုလူဆင်းရဲလို့ဒီလိုပဲအရိယာသူတော်ကောင်းတွေကတင်စားကြပါတယ်ဒါကြောင့်မို့ယနေ့ချမ်းသာခြင်းဒီဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဒေသနာတော်ရဖျားဆတဲ့သူတော်ကောင်းတွေရဲ့စကားအရာဘာလို့ရမလဲဆိုတော့ကိုယ်တဏ္ဍာမှာစိတ်ကောင်းစိတ်မြတ်လေးတွေများများမွေးမိပါတဲ့စိတ်ကောင်းစိတ်မြတ်တွေများလာပြီဆိုလို့ရှိရင်နောက်ဆုံးမှာအဆင့်မြင့်တဲ့သီလသမာဓိပညာရာတော်မှဝိပဿနာပညာမတ်ပညာဖို့ပညာတွေအထိမိမိတဏ္ဍာမှာဥပတ်သွားပြီးဖြစ်သွားပြီးစိတ်ကောင်းစိတ်မြတ်တွေများလာပြီဆိုရင်အဲ့ဒါမြတ်စွာဘုရားရဲ့သာသနာတော်မှာလူချမ်းသာအစစ်ဖြစ်တော့တာပါပဲအဲ့ဒီနီးပေးတဲ့လူချမ်းသာဖြစ်နည်းကိုပြတဲ့ဒီလူချမ်းသာဆိုတဲ့တရားကိုဟောကြားပေးပါမယ်မိမိတို့ဘဝမှာစဉ်းစားကြည့်လို့ရှိရင်ဒီလူချမ်းသာဖြစ်အောင်ကြိုးစားဖို့အတွက်အခွင့်အရေးကြီးရနေပါတယ်အဲ့တော့လူချမ်းသာဖြစ်ဖို့အတွက်အခွင့်အရေးရတယ်ဆိုတော့အခွင့်အရေးမရတဲ့ပုဂ္ဂိုလ်ရှိသေးသလားဆိုတော့ရှိနေပါတယ်ဒါကိုပဲဩကာသမြတ်စွာဘုရားရှိမှရှ िख ိုးတိုင်းမှာမိမိတို့ဆူတောင်းနေမှာပါပါတယ်ရက်ပြည့်၈ပါးကျန်သူမျိုး၅ပါးဝိပဿနာတရား၄ပါးစသည်တို့မှာအခခသိမ့်ကင်းလို့ငြိမ်းမရစေဆိုပြီးတော့ရှေးဆရာတော်သူတော်ကောင်းတွေကမိမိတို့နေ့စဉ်ဘုရားရှိခိုးတဲ့အခါမှာရက်ပြည့်၈ပါးကထာဝရကင်းလို့ငြိမ်းမရစေဆိုတာအမြဲတမ်းဆူတောင်းကြတယ်။ဘာဖြစ်လို့ဆူတောင်းတာဆိုတော့ရက်ပြည့်၈ပါးဆိုတာအပြစ်ရှိတဲ့အရက်မိမိတို့အပြစ်ရှိတဲ့အရက်ကနေလွတ်မြောက်ပြီးတော့ဒီလူချမ်းသာဖြစ်ဖို့အခွင့်အရေးရတဲ့အခွင့်အရေးမျိုးရနေပြီဆိုလို့ရင်ရက်ပြည့်၈ပါးကလွတ်တာအဲ့တော့ကိုယ်ဘဝကိုပြန်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်အောင်ဒီရက်ပြည့်၈ပါးဆိုတာဘယ်လိုသဘောရှိသလဲဘယ်လိုအရက်မှာနေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုအရက်မှာနေထိုင်တဲ့ပုဂ္ဂိုလ်တွေဟာအပြစ်ရှိတဲ့အရက်မှာနေထိုင်ပြီးတော့ကုသိုလ်အခွင့်အလမ်းတွေနဲနေကြတယ်လို့ကိုပြန်ပြီးတော့တွေးပြီးတော့လည်းပဲဝမ်းမြောက်ရဒီလိုမိမိတို့ကိုမိမိတို့အပြစ်ရှိတဲ့ရက်၈ပါးရက်ပြည့်၈ပါးကနေလွတ်မြောက်ပြီးတော့အခွင့်အရေးဓမ္မစရိယလို့ခေါ်တဲ့မြတ်တဲ့အကျင့်သီလသမာဓိပညာတွေကျင့်ဖို့အတွက်တနည်းအားဖြင့်ပြောလို့ရှိရင်မိမိတို့ရဲ့တဏ္ဍာမှာကောင်းမြတ်တဲ့စိတ်ဓာတ်တွေမွေးမြူဖို့စိတ်ချမ်းသာမှုတွေဖြစ်ဖို့အတွက်လူချမ်းသာဖြစ်ဖို့အတွက်အခွင့်အရေးရပြီလို့ကိုဝမ်းမြောက်ဝမ်းသာဖြစ်ဖို့အတွက်အဲ့ဒီရက်ပြည့်၈ပါးကိုပထမကိုလွတ်မြောက်ပုံကိုအနည်းငယ်ပြောပေးပါမယ်အဲ့တော့ရက်ပြည့်၈ပါးထဲမှာဘာတော့ဆိုတော့နံပါတ်1နံပါတ်2နံပါတ်3ကဖျားဖြစ်ခါပယ်သုံးရွာနဲ့တဲ့လောကမှာမြတ်စွာဘုရားပွင့်တော်မူလာတာခုနှစ်ပေါင်း2548နှစ်ပြိဋိဘံစံတော်ဖျားဖြစ်ခါပယ်သုံးရွာနဲ့မိမိတို့မြတ်စွာဘုရားလောကမှာပွင့်တော်မူခဲ့တယ်ပွင့်တော်မူပြီးတော့ပြိဋိဘံစံတော်ပဲနှစ်ပေါင်း2548နှစ်ရှိသွားပါပြီအဲ့ဒီလိုမြတ်စွာဘုရားပွင့်တော်မူတဲ့အတွက်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တွေယခုမြန်မာပြည်မှာလည်းပဲရှိနေတယ်အဲ့တော့မြတ်စွာဘုရားပွင့်တော်မူပြီးတော့မြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေမြတ်စွာဘုရားရဲ့အဆုံးအမတွေလောကမှာပြန့်နှံ့ပေမဲ့လို့တကယ်လို့မြတ်မိမိတို့ဘုရားမြတ်စွာဘုရားပွင့်နေတဲ့အချိန်မြတ်စွာဘုရားပွင့်တော်မူပြီးလို့သာသနာတော်ကြီးထွန်းပနေတဲ့အချိန်မှာငရဲတို့တ
ရိษံတို့ပိတ်တာတို့အဲ့ဒီဘုံတွေမှာသွားဖြစ်လို့ရှိရင်လည်းပဲဒါရက်ပြစ်၈ပါးပဲတဲ့နံပါတ်1ငရဲမှာသွားဖြစ်တယ်နံပါတ်2တိရိစ္ဆာန်ဖြစ်တယ်နံပါတ်3သစေတရေစတဲ့ဒီပိဋ္ဌာတွေပါတွေသွားပြီးတော့ဖြစ်မယ်ဆိုလို့ရှိရင်အဲ့ဒါအပြစ်ရှိတဲ့အရက်မှာဖြစ်တယ်လို့ခေါ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့တန်တန်မှာခုကြောင်းထဲမှာရှိနေတဲ့ခွေလေးတွေကြည့်ကြောင်လေးတွေကြည့်ပေါ့။တန်ဃာတော်ရှင်မြတ်တွေမနဲ့စာတွေပါတွေကြက်ကြဖရာဝတ်တက်ကြတရားထိုင်ညမြတ်စွာဘုရားရဲ့တရားတော်တွေကိုမမေ့မပြောက်အောင်တနည်းအားဖြင့်သာသနာတော်ကြီးရှေ့အောင်ဆက်လက်ပြီးတော့လက်ဆင့်ကမ်းနေကြပြီမဲ့လို့ဒီခွေးလေးတွေကြောင်လေးတွေတန်တန်မှာကြောင်းထဲမှာရှိနေတဲ့တိရိစ္ဆာန်တွေရဲ့တန်တန်မှာကြီးညိုရမှန်းလည်းမသိပါဘူးနည်းနည်းပါးပါးနားထောင်လို့ကုသိုလ်စိတ်လေးနည်းနည်းပါးပါးဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့လို့သူတို့ရဲ့တန်တန်မှာအကုသိုလ်တွေပဲဖြစ်နေတယ်ကုသိုလ်ဆိုတဲ့အခွင့်အလမ်းသီလဆောက်တည်ဖို့ဆိုတဲ့အခွင့်အလမ်းသင်္ကန်းကပ်ဖို့ဆိုတဲ့အခွင့်အလမ်းတထိန်ခင်းဖို့ဆိုတဲ့အခွင့်အလမ်းဒီခွင့်အလမ်းတွေကိုမရနိုင်ဘူးတဲ့နောက်ဆုံးတရားထိုင်ဖို့ဆိုတော့ဝေးရောတဲ့ဒါကြောင့်မို့အဲ့ဒီလိုမြတ်စွာဘုရားရဲ့သာသနာတော်ကြီးထွန်းကားနေတဲ့အချိန်မှာငရဲဉာဏ်သွားပြီးတော့ကြာနေမယ်တိရိစ္ဆာန်ဉာဏ်ဖြစ်မယ်တကယ်လို့သစေတရဲ့ပိဋ္ဌာတွေနဲ့ဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒါရက်ပြစ်ရှိပါတဲ့ဒီတတ္တဝါတွေမှာကုသိုလ်ဖြစ်ဖို့အခွင့်အလမ်းမရှိတဲ့အတွက်သူတို့ကအပြစ်ရှိတဲ့အရေးရောက်နေတယ်ရက်ပြစ်ရှိပါတဲ့ဝင်နေတယ်တဲ့မိမိတို့မှာတော့ဒီလိုအဖြစ်မျိုးကလွတ်နေရတာဒါဝမ်းသာစရာတစ်ခုပါပဲနောက်ပြီးတော့ဖျားပြုတ်ပွင့်ကပယ်သုံးရွာနဲ့ဒီဃာယုနဲ့တဲ့ဗျမ္မဘုံ20ရှိတဲ့ထဲမှာဒီအတင်ညတဗျမ္မာနဲ့အရူပဗျမ္မာဆိုတာရှိပါတယ်သူတို့ကိုလည်းပဲရက်ပြစ်၈ပါးဗျမ္မာကြီးတွေဖြစ်ပေမဲ့မြတ်စွာဘုရားကရက်ပြစ်၈ပါးတဲ့တွင်းထားတယ်ဘာဖြစ်လို့လဲဆိုတော့အတင်ညတဗျမ္မာဆိုတဲ့ဗျမ္မာမျိုးဟာသူတို့တဏ္ဍာမှာစိတ်စေတသိက်မရှိဘဲနဲ့ယုံဝတ္ထုပဲရှိပြီးတော့လူသေးကြီးတွေလိုဒီလိုပဲတည်နေကြတယ်သူတို့တဏ္ဍာမှာတရားကိုနားလည်နိုင်တဲ့စိတ်ဆွမ်းအားမရှိကြဘူးတရားကိုနားလည်တဲ့အသိဉာဏ်မရှိဘူးသူတို့မှာရုပ်တတ်တာရှိတဲ့အတွက်တကယ်လို့ကိုယ်ဟာမြတ်စွာဘုရားသာသနာပွင့်နေတဲ့အချိန်မှာအဲ့ဒီလိုအတင်ညတ်ဗျံမှာစိတ်မရှိသိတတ်တဲ့တရားမရှိတဲ့ဗျံမှာဖြစ်လို့ရှိရင်လည်းပဲအဲ့ဒါဟာရက်ပြစ်၈ပါးထဲမှာရောက်နေတယ်တဲ့ဗျံမှာဖြစ်တိုင်းလည်းပဲကောင်းတာမဟုတ်ဘူးအဲ့ဒီလိုအတင်ညတ်ဗျံမှာအရူပဗျံမှာဆိုတာကြတော့သူကဆန့်ကျင်ဘက်ပေါ့ရုပ်မရှိနံတရားပဲတက်ရှိတဲ့အခါမှာကြတော့သောတာပန်စတဲ့အရိယာဖြစ်ထားရင်တော့သူဟာကောင်းတယ်ဒီလိုမှမဟုတ်ဘူးဆိုရင်မျက်စိတို့နားတို့မရှိတဲ့အတွက်ဖျားဖူးလို့လည်းပဲမရဘူးတရားနာလို့လည်းမရတဲ့အခါမှာတရားကျင့်ဖို့ဆိုတော့ဝေးသွားတယ်တဲ့ဒါကြောင့်မို့အဲ့ဒီလိုအရူပဗျံမာအတင်ညတဗျံမာကြီးတွေမိမိတို့ဖျားပွင့်နေတဲ့သာသနာထွန်းကားတဲ့အချိန်မှာဒီလိုဗျံမာမျိုးကြီးသွားဖြစ်ရင်ဒါစတုထရက်ပြစ်၈ပါးထဲမှာပါတယ်စတုထမြောက်အပြစ်ရှိတဲ့အရက်လို့ဒီလိုခေါ်ပါတယ်ဖျားပွင့်ကဘယ်သုံးရွာနဲ့ဒီဃာယုနဲ့တဲ့အလေးချက်ရှိသွားတယ်နောက်ဖြစ်လက်ပစ္စံတဲ့နံပါတ်5ရက်ပြစ်၈ပါးကဘာတော့ဆိုတော့တကယ်လို့ဒီလိုသာသနာထွန်းကားနေတဲ့အချိန်မှာမိမိတို့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတွေရှိတဲ့နေရာတန်ဃာတော်တွေကောင်းကောင်းမွန်မွန်ကျင့်နေတဲ့တန်ဃာတော်တွေရှိတဲ့နေရာနဲ့ဟိုးဝေးလံနေတဲ့သာသနာဆိုတာဘာမှမသိတဲ့အရက်ပစ္စံတရက်လို့ခေါ်တာပေါ့ဒီသာသနာမထွန်းကားတဲ့အရက်မှာတွားပြီးတော့လူဖြစ်ရတယ်ဆိုလို့ရှိရင်လည်းဒါရက်ပြစ်၈ပါးပဲတဲ့တချို့မြန်မာနိုင်ငံထဲမှာပဲသာသနာမရောက်တဲ့ရက်တွေမှာဆိုလို့ရှိရင်ဖာတိပါဒဒီလိုပဲနေပြီးတော့ဒီလိုပဲတစ်သက်လုံးကုသိုလ်မှုဒါနသီလဘာဝနာဆိုတာဘာမှမသိပဲနဲ့အသက်သေသွားတဲ့ပုဂ္ဂိုလ်ကြီးမြန်မာနိုင်ငံထဲမှာပဲရှိကြပါသေးတယ်အဲ့ဒါလို့သာသနာမထွန်းကားတဲ့ရက်မှာပစ္စံတရက်မှာလူသွားပြီးတော့ဖြစ်လို့ရှိရင်လည်းဒါအပြစ်ရှိတဲ့ရက်ဖြစ်ရတာတဲ့ဒါနစ်နာဆုံးရှုံးမှုတရက်ဒီလိုမဖြစ်ရအောင်လို့အမြဲတမ်းဩကာသရှိခိုးတဲ့အခါမှာဆုတောင်းကြပါဒါကနံပါတ်5ဖြစ်တဲ့အပြစ်ရှိတဲ့အရက်ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိတယ်နံပါတ်6ရက်ပြစ်၈ပါးကဘာတော့ဆိုတော့ဒီသာသနာထွန်းကားတဲ့ဒီမန္တလေးစကိုင်းရန်ကုန်စတဲ့ဒီလိုနေရာမျိုးလူဖြစ်ရပြီမဲ့လို့မိစ္ဆာဉာဏ်ရှိတယ်မိမိရဲ့ဘာသာရေးဟာအသိဉာဏ်တွေမှားနေတယ်လူရယ်လို့ဖြစ်လာလို့ရှိရင်အိုးဖျားဆိုတာအလကားပါကိုလုံးမှာကိုစားရတာဆိုပြီးတော့ဖျားကိုလည်းပဲပြစ်ပယ်တယ်တရားကျင့်မှုဆိုတာလည်းမလိုပါဘူးတန်ဃာတွေဆိုတာလည်းပဲအလကားပါပဲစသည်ဖြင့်ဒီလိုကောင်းကောင်းမွန်မွန်ရှိနေတဲ့ယတနာသုံးပါးတွေကိုပြစ်ပယ်ပြီးတော့နောက်ဆုံးမှာဒီဘဝမှာဒီခန္ဓာကိုယ်ပြီးရင်ပြီးတာပဲဆိုပြီးတော့အကုသိုလ်တွေဒီဘဝမှာလုပ်ပြီးတော့ဒီဘဝဒီကိုစံနောက်ဘဝနောက်ကိုခံလိုက်မယ်နောက်ဘဝဆိုတော့ကိုယ်လည်းမြင်ရတာမဟုတ်ဘူးဆိုပြီးတော့အကုသိုလ်တွေလုပ်ပြီးတော့ယတနာသုံးပါးကိုမယုံကြည်တရားတော်ကိုမယုံကြည်သံဃာကိုမယုံကြည်သိက္ခာကိုမယုံကြည်နဲ့အယူမှားပြီဆိုတဲ့ပုဂ္ဂိုလ်ဖြစ်လို့ရှိရင်လည်းသာသနာတော်ကြီးနဲ့တွေ့ပြီနဲ့အဲ့ဒါရက်ပြစ်၈ပါးထဲမှာပါတယ်တဲ့အပြစ်ရှိတဲ့အရက်မိမိတို့မှာအဲ့ဒီလိုမိစ္ဆာဉာဏ်သာသနာတော်ကိုမကြည်ညိုတဲ့အ
တိညာဉ်မှာမရှိတာလည်းပဲဝမ်းမြောက်ဝမ်းသာစရာဖြစ်တယ်တဲ့ဒါရက်ပြစ်7ပါးကလွတ်သွားတာပဲဖရာပွင့်ကပေ3ရွာနဲ့ဒီဃာယုနဲ့ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားတဲ့နံပါတ်9ရက်ပြစ်7ပါးဘာတော့ဆိုတော့ဒီသာသနာတော်ကြီးနဲ့တွေ့ပြီးတော့လူရည်လို့တော့ဖြစ်လာတယ်ဒါပေမဲ့လို့ဉာဏ်မရှိသားတဲ့အင်မတန်မှအတိညာဉ်ကနှိမ့်ကြတယ်တဲ့တချို့မိမိတို့ပတ်ဝန်းကျင်မှာမြင်ဘူးကြားဘူးကြမှာပါဒီနာမည်လေးတောင်မှမနှဲမှတ်နေရတယ်အရှိနောက်တောင်မြောက်တောင်မှမကွဲချင်ဘူးဘာမှမလုပ်တတ်ဘဲနဲ့မိမိရဲ့အတိညာဉ်ဟာတိတ်ပြီးတော့အားနဲ့ချို့ယွင်းသွားတယ်ဆိုလို့ရှိရင်လည်းပဲအတိညာဉ်လူအဆင့်တန်းမမီတော့ဘူးဆိုရင်လည်းပဲတရားဆိုတာဘာမှမသိတန်ခါဆိုတာဘာမှမသိသီလစောင့်တည်တယ်ဆိုတာဘာမှမသိတဲ့အဖြစ်မျိုးတရားထိုင်မှုဆိုတာဝေးရောအဲ့ဒီလိုအတိညာဉ်အဆင့်တန်းမရှိဗုဒ္ဓဘာသာမိဘတွေလည်းဝမ်းမှာတော့သွားပြီးတော့ဖြစ်ရပြီမဲ့ကိုယ့်ရဲ့အတိညာဉ်ကတိတ်ပြီးတော့အောက်တန်းကျအဆင့်နှိမ့်ပြီဆိုရင်လည်းဒါရက်ပြစ်7ပါးပဲတဲ့ဒီပုဂ္ဂိုလ်ကတိတ်ပြီးတော့ကုသိုလ်ရဖို့ဖွင့်လန်းနေနေသွားပြီတဲ့ဒါမျိုးဖြစ်ကလည်းမိမိတို့မိသားစုလွတ်မြောက်ခဲ့ရတယ်ဒါကဖရာသာသနာနဲ့တွေ့ပြီမဲ့လို့အတိအဉာဏ်တိတ်ပြီးတော့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ဖြစ်ရင်ဒါရက်ပြစ်7ပါးဒီဘဝလည်းမိမိတို့လွတ်ရတဲ့အတွက်ဝမ်းမြောက်ရပါတယ်နောက်ပြီးတော့မိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားဉာဏ်ရှိညာလိဖရာမဖြစ်တဲ့တကယ်လို့မိမိတို့အတိဉာဏ်ရှိနေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ထားအောင်သာသနာတော်ကြီးကွယ်နေတဲ့အချိန်လူဖြစ်ပြီဆိုလို့ရှိရင်ဒါကကုသိုလ်တရားဒါကအကုသိုလ်တရားဒီလိုစိတ်ဆိုးတာကဒေါသတရားသူဘာပေါ်သူတို့ဘာပစ္စည်းတွေကိုမတော်မတရားလိုချင်တာကအဘိဇာစသည်ဖြင့်ဒီပရမတ္ထနာမည်လေးတောင်သိခွင့်ရမှာမဟုတ်ဘူးတဲ့ခုတော့ဖရာပွင့်လို့မိမိတို့သိခွင့်ရတာဒါကြောင့်မို့မိမိတို့လူကအတိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့လို့သာသနာတော်ကြီးကွယ်တဲ့အချိန်မှာလူဖြစ်ရင်လည်းပဲဒါရက်ပြစ်7ပါးထဲမှာရောက်ပြီတဲ့ယခုတော့ယနေ့တရားဓမ္မတွေကမိမိတို့ရက်ပြစ်7ပါးကလွန်မြောက်ပြီးတော့လောကမှာမြတ်စွာဘုရားပွင့်တော်မူခဲ့တယ်မြတ်စွာဘုရားပွင့်တော်မူခဲ့တဲ့အတွက်သုတ်ပြီးဓမ္မဝိနည်းဆိုတဲ့တရားတွေကိုဟောကြားခဲ့တယ်အဲ့ဒီတရားတော်တွေကိုလည်းပဲနှစ်ပေါင်း2548နှစ်အထိမပြောက်ပြတ်အောင်တန်ဃာတော်ရှင်မြတ်တွေကယခုလိုစာတင်တိုက်ကြီးတွေဖွင့်ပြီးတော့တစ်ပါးနဲ့တစ်ပါးလက်ဆင့်ကမ်းပြီးတော့ပို့ချအဲ့ဒီတပည့်တွေကနေတကားစိတ်စေတနာကောင်းကောင်းနဲ့လာဘသက်ကာရမငယ်ပဲနဲ့နောက်တပည့်တွေကိုတစ်ဆင့်ပြန်လဲပို့ချလို့ရှိရင်နှစ်ပေါင်း9000ကျော်မှကရှည်ပါမယ်ယခုမိမိတို့သာသနာနဲ့တွေ့တယ်ဆိုတာအဲ့ဒီမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေအပြည့်စုံရှိတဲ့မြန်မာနိုင်ငံမှာလူဖြစ်ရတယ်အဲ့ဒီတရားတော်တွေကိုကျင့်ကြံလို့ရှိရင်အချိန်မရွေးရနေတဲ့အချိန်မှာလူဖြစ်ရတာဟာဒါဘုရားသာသနာတော်နဲ့တွေ့တယ်လို့ခေါ်တယ်မိမိတို့မှလည်းပဲမျက်စိနားနာလျှာကိုယ်စိတ်ဆိုတဲ့အိန္ဒြေမချွတ်တဲ့ဘူးတရားတော်ကိုနားလည်နိုင်စွမ်းကုသိုလ်အကုသိုလ်ကိုစစ်စစ်နိုင်တဲ့ဉာဏ်စွမ်းကြီးအပြည့်အဝရှိနေတယ်တရားကျင့်မယ်ဆိုလို့ရှိရင်လည်းပဲကုသိုလ်တရားတွေအများကြီးရနိုင်တဲ့ခွင့်ရရှိနေတယ်နောက်ဆုံးမဂ္ဂင်ညာဖို့ပညာတွေဆက်လက်ပြီးတော့အားထုတ်မယ်ဆိုရနိုင်တဲ့အသိဉာဏ်ရှိနေတယ်တဲ့အဲ့ဒါရက်ပြစ်7ပါးကလွတ်ပြီးတော့မိမိတို့မှာနဝမခဏလို့ခေါ်တဲ့အခွင့်ကောင်းကြီးနဲ့ကြုံနေရတယ်အဲ့ဒီလိုခွင့်ကောင်းကြီးနဲ့ကြုံနေကြမှာမြတ်စွာဘုရားကဖျားရှင်ရဲ့တရားဒေသနာတော်တွေရမိမိကိုယ်ကိုမိမိလူချမ်းသာဖြစ်ဖို့ကြိုးစားရမယ်လို့ဒီလိုဆိုလိုရင်းဖြစ်တယ်ဒါကြောင့်မို့ဩကာသတွေနဲ့နေ့စဉ်ရှိခိုးတဲ့ကမှာရက်ပြည့်7ပါးယန္တမျိုး5ပါးဝိပတိတရား4ပါးအဲ့ဒီတရားတွေကခါခသိမ့်ကင်းလွတ်ငြိမ်းမရစေလို့မိမိတို့ဆုတောင်းတဲ့အတိုင်းယခုကင်းလွတ်ပြီးတော့မြတ်စွာဘုရားသာသနာတော်နဲ့လည်းတွေ့နေတယ်နောက်ပြီးတော့မိမိတို့တရားနာယူစွမ်းအင်နဲ့လည်းပဲအတိညာဉ်နဲ့လည်းပဲပြည့်နေတယ်တရားနာယူလို့ရှိရင်ဒါကောင်းတာဒါမကောင်းတာအလုံးစွမ်းသိစွမ်းနိုင်တဲ့ဉာဏ်လည်းပဲရှိနေတယ်တရားတော်လည်းပဲရှိနေတယ်ဆိုတော့ဒါအခွင့်ကောင်းကြီးနဲ့ကြုံတယ်တဲ့အဲ့ဒီလိုအခွင့်ကောင်းကြီးနဲ့ကြုံလို့ရှိရင်မြတ်စွာဘုရားကရှေးသူတော်ကောင်းတွေလိုပဲမိမိကိုယ်ကိုမိမိကောင်းမြတ်တဲ့စိတ်ဓာတ်တွေပိုင်ဆိုင်တဲ့လူချမ်းသာမျိုးဖြစ်စေခြင်းနဲ့တဲ့အဲ့တော့ဘာဖြစ်လို့ဒီကောင်းမြတ်တဲ့စိတ်ဓာတ်ပိုင်ရှင်တွေကိုလူချမ်းသာလို့ပြောရတာတော့ဆိုတော့ဒီမြတ်စွာဘုရားနဲ့မြတ်စွာဘုရားရဲ့အရိယတာဝကဖြစ်တဲ့သုပ္ပဗုဒ္ဓကုဋ္ဌိဆိုတဲ့ဒီသုပ္ပဗုဒ္ဓဆိုတဲ့နုနာယောဂတေကြီးပေါ့သူကရာဇဂိုမြို့မှာနေတယ်တနေ့တော့မြတ်စွာဘုရားကအဲဒီရာဇဂိုမြို့ဝေလူဝန်ကျောင်းတော်မှာတရင်သုံးတော်မူနေတဲ့အချိန်မှာတနေ့တော့မြတ်စွာဘုရားကရာဇဂိုမြို့ထဲမှာဆုံးခံကြွတော်မူတယ်ဆုံးခံကြွပြီးတော့တန်ဃာတော်ရှင်မြတ်တွေလည်းပဲဆုံးကိစ္စတွေဘာတွေပြီးတဲ့အခါနေ့လယ်12နာရီလောက်မှာမြတ်စွာဘုရားကရာဇဂိုမြို့ထဲမှာလူတွေကလည်းပဲဆုံးကတ်တဲ့တရားဓမ္မတွေတရားနာမဲ့တရားဓမ္မတွေကလည်းပဲဝိုင်းပြီးတော့လာတယ်အဝတ်ဖြူစင်ကြယ်လေးတွေဝတ်ပြီးတော့လက်ထဲမှာပန်းနေနဲ့သားတွေကန်ပြီးတော့တရားနာယူဖို့လာကြတယ်ရဟန်းတော်တွေကလည်းပဲဆုံးဖုံးပေးပြီးတဲ့အချိန်မှာမြတ်စွာဘုရားရှိရကြွားပြီးတော့မြတ်စွာဘုရားကိုခြံရံနေကြတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကထိုင်ပြီးတော့အဲ့ဒီများပြားလာတဲ့ပရိသတ်ကြီးကိုတရားဟောတယ်ပေါ့
အဲ့ဒီချိန်မှာပဲရာဇဂျိုမြို့မှာဘသူရှိတုံးဆိုတော့ခုနစောစောကပြောတဲ့သုပ္ပဗုဒ္ဓဆိုတဲ့နူနာယောဂတေလူကတော့ကြည့်လိုက်လို့ရှိရင်စုပ်ပြဲပြီးတော့ပေတေနေတာပဲအနာယောဂကြီးကလည်းပဲနူနာတွေဖြစ်နေတော့ခန္ဓာကိုယ်ကလည်းမသက်မရက်သူဝတ်ထားတဲ့အဝတ်စားတွေကလည်းပဲအမိုက်ပုံတွေဘာတွေမှာလိုက်ကောက်ပြီးတော့အဝတ်စားလေးတွေကိုချုပ်ဆက်ပြီးတော့ဝတ်ထားတော့လူမြင်မကောင်းဘူးပေါ့စားရတောက်တာလည်းပဲသူကဘာလို့ဆိုတော့အိမ်တအိမ်ကနေတအိမ်သွားပြီးတော့လိုက်တောင်းပြီးတော့ထမင်းကြိုးလေးတွေကိုမဝရည်စားစားနေတယ်ထမင်းဝတဲ့ရက်တောင်မှမရှိသလောက်ရှားပါတယ်အဲ့ဒီနူနာယောဂတွေရှိတယ်ပေါ့သူကဘာဖြစ်လို့ဒီနူနာယောဂရရတာတော့ဆိုတော့ပြန်ပြီးတော့သူ့ရဲ့မြတ်စွာဘုရားရဲ့ဟောကြားချက်ရဲ့ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့တရားတော်တွေသိပြီးတော့အင်မတန်မှကောင်းမြတ်တဲ့တရားတော်တွေပိုင်ရှင်ဖြစ်တဲ့လူချမ်းသာဆိုတာကောင်းမြတ်တဲ့သောတာပတ္တိမတ်သောတာပတ္တိဖို့ပြပြီးတော့သောတာပန်အရိယတာဝကကြီးဖြစ်မဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လို့နူနာယောဂတွေဖြစ်ရတာတော့ဆိုတော့မြတ်စွာဘုရားကပြန်ဟောထားတာရှိတယ်သူဟာဟိုတုန်းကလည်းပဲဒီရာဇဂျိုမြေမှာတထေသတယောက်ဖြစ်ခဲ့ဘူးတဲ့တနေ့တော့ဒီတက္ကရာပိခိဆိုတဲ့ပစ္စေကရှင်မြတ်ကလည်းပဲပစ္စေကဗုဒ္ဓရှင်မြတ်ကဒီခန္ဓာမာရဏတောင်နန္ဒရဒီနန္ဒမူလှိုင်ကနေပြီးတော့និရောဓဓမ္မပတ်9ရက်ဝင်စားပြီးတော့အဲ့ဒီရာဇဂျိုမျိုးတွေကိုဆုံးခံကြွတယ်ပေါ့အဲ့ဒီမြတ်ပစ္စေကဗုဒ္ဓတက္ကရာပိခိပစ္စေကဗုဒ္ဓရှင်မြတ်ဆုံးခံကြွတဲ့အချိန်မှာအဲ့ဒီစောစောကဒီသုပ္ပဗုဒ္ဓဆိုအလောင်းဖြစ်တဲ့တထေသာတယောက်ကလည်းပဲတငယ်ချင်းပေါင်းသင်းနေနဲ့ပျော်ပွဲစားထွက်ဖို့ဆိုပြီးတော့ထွက်လာတဲ့အချိန်ကြုံတယ်ပေါ့ကျုံတော့ပစ္စေကဗုဒ္ဓလည်းတပိတ်ကလေးပိုက်ပြီးတော့သင်္ကန်းယုံပြီးတော့ဆုံးခံကြွတာကိုမြင်တော့သူကသူ့စိတ်ထဲမှာသိပြီးတော့သဘောမကျတထေသာဆိုတော့မာနကြီးတယ်ပေါ့ဩတဲ့ဒီကိုယ်တော်ကြီးခေါင်းကလည်းပဲကရုံတုံးထားတယ်ဝတ်ထားတဲ့အဝတ်ကလည်းပဲဖန်ရီဆိုးတဲ့အဝတ်အင်မတန်မှကြက်တည်မရှိတဲ့အဝတ်အယောင်မျိုးကြီးနဲ့ဝတ်ထားတယ်နူနာတွေဝတ်လေဝတ်ထားရှိတဲ့အဝတ်ကြီးကိုဝတ်ထားတယ်လို့ပဲတဲ့ဒီကိုယ်တော်ကြီးကြည့်ရတဲ့ကြက်တည်မရှိလိုက်တာလို့တွေးပြီးတော့တငယ်ချင်းပေါင်းသိနေနဲ့အဲ့ဒီနေရာမှာပစ္စေကဗုဒ္ဓကိုသွေးနဲ့ထွေးပြီးတော့မယုံမသိလှုပ်ဖူးတယ်အဲ့ဒီလိုမယုံမသိလှုပ်တဲ့အတွက်သူဟာသီလသမารီပညာရှိတဲ့ယဟန်တော်တစ်ပါးယဟန္တာရှင်မြတ်တစ်ပါးကိုစော်ကားမှုတဲ့အတွက်သူဟာနှစ်ပေါင်းများစွာငရဲကြပြီးတော့ငရဲကလွတ်တဲ့အခါမှာဟောဒီရာဇဂျိုမြို့မှာလာပြီးတော့နူနာယောဂတွေဖြစ်ရတယ်တဲ့ဒါဘာတော့ဆိုတော့မာနကြီးခဲ့တဲ့အတွက်ကြောင့်မျိုးရိုးအဖြစ်နဲ့အင်မတန်အောက်ကျနှိမ့်ကျဖြစ်ပြီးတော့နောက်ဆုံးပစ္စေကဗုဒ္ဓသီလသမารီပညာရှိတဲ့ပုဂ္ဂိုလ်ကိုတွားပြီးတော့မယုံမသိနဲ့တွေးတွေပါတွေထွေးပြီးတော့ဖီဖန်းနဲ့လှုပ်ပြီးတော့မယုံမသိလှုပ်ခဲ့တဲ့အတွက်သူဟာနူနာယောဂလာပြီးတော့ဆွဲခဲ့ရတယ်နူနာယောဂတည်းရဲ့စောစောကပြောသလိုပေါ့ရာဇဂျုံမျိုးတဲ့လှဲ့လာတဲ့အချိန်မှာမြတ်စွာဘုရားကလည်းပြိဿတ်ကိုတရားဟောနေတရားဟောတော့သူအဝေးကနေလှမ်းမြင်တော့အလိုဟိုမှလူတွေများလာ ਈ လားလူတွေမှာကြိတ်ကြိတ်တိုးနေတာပဲဘာမှမလုပ်နေပါလိမ့်ထမင်းမြင်းဝေနေသလားမသိဘူးအဲ့ဒီတော့ငါအဲ့ဒီနန်းလေးသွားပြီးတော့နေရရင်တော့ငါအတွက်ထမင်းလေးဟင်းလေးတော့ရရတဲ့ကောင်းပါရဲ့ဆိုစိတ်ကူးပြီးတော့အဲ့ဒီလူတွေရှုပ်ထွေးနေတဲ့စီတဖြည်းဖြည်းနဲ့သူကကြောက်ကြောက်ရွံ့ရွံ့နဲ့ကတ်သွားတယ်ပေါ့သူ့ရဲ့ဝတ်စားလည်းပဲစုပ်ပြက်လူကလည်းပဲယောဂတဲ့လူနာယောဂတွေကလည်းပဲအကြီးတွေပါတွေထွက်နေတယ်ပေါ့ဒီအဲ့လိုလုံရင်းနဲ့ခွက်ကလေးဆွဲပြီးတော့ဒီနေရာမှာငါအတွက်ထမင်းဟင်းလေးတော့ရတန်ကောင်းပါရဲ့ဆိုပြီးတော့ဖြည်းဖြည်းချင်းကပ်လာတော့အနည်းငယ်လေးရောက်တဲ့အခါမှာသူထင်တယ်လို့ထမင်းဝေတဲ့ပွဲမဟုတ်ဘဲနဲ့တရားပွဲကြီးဖြစ်နေတော့သူဟာပရိသတ်ဆောင်ကနေပြီးတော့ကဲထမင်းမရလည်းပဲငါတရားတော့နာမပဲလို့စိတ်ကူးပြီးတော့အဲ့ဒီနာမြတ်စွာဘုရားဟောကြားတဲ့တရားကိုရိုးရိုးသေးသေးစိုက်ပြီးတော့နာယူတယ်ပေါ့နာယူတော့မြတ်စွာဘုရားကလည်းပဲပရိသတ်တွေကိုကြည့်လိုက်တယ်ယနေ့ငါဘုရားဟောကြားမယ်ဟောဒီတရားပွဲမှာကျွတ်ထိုက်တဲ့တတ္တဝါများရှိသလားလို့ကြည့်လိုက်တော့ပရိသတ်တွေအများကြီးရှိနေပေမဲ့လို့အဲ့ဒီနေ့တရားဓုရမယ်ပုဂ္ဂိုလ်ကအဲ့ဒီသုပ္ပဗုဒ္ဓနူနာယောဂတည်းတယောက်ပဲမြတ်စွာဘုရားကတွေ့တော့မြတ်စွာဘုရားကတပ်ပိဏိတဉာဏ်နဲ့ကြည့်ပြီးတော့သူ့ရဲ့အိန္ဒြေအရင်နုဝိရင်တရားရမယ်အခြေအနေနောက်ပြီးတော့ဘလို့တရားမျိုးကိုဟောရင်တရားရမလဲလို့ကြည့်ပြီးတော့မြတ်စွာဘုရားကအဲ့ဒီသုပ္ပဗုဒ္ဓရဲ့အလိုကိုလိုက်ပြီးတော့အဲ့ဒီတရားပွဲကြီးကိုရာဇဂျိုမျိုးထဲမှာဟောကြားခဲ့တယ်ပေါ့။ဘာတရားဟောတော့ဆိုတော့အနုပုပ္ပိကထာတရားကိုဟောတယ်။နံပါတ်1မြတ်စွာဘုရားကဒီသုပ္ပဗုဒ္ဓရဲ့အိန္ဒြေကိုကြည့်ပြီးတော့တရားရမယ်ရည်ကိုကြည့်ပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကိုဗဒနာမထားဘဲနဲ့နံပါတ်1ဒါနကထာတဲ့ဒါနနဲ့ဆက်တဲ့တရားတွေကိုမြတ်စွာဘုရားဟောကြားခဲ့တယ်။ဘလို့ဟောတော့ဆိုတော့လောကမှာတဲ့မတ်ဖို့နိဗ္ဗာန်လို့လားမျိုးသားမျိုးသမီးတို့တဲ့ဒါနတရားဟာတိတ်ပြီးတော့အရေးကြီးတယ်တဲ့ဒါနတရားလူတွေရဲ့ထောက်တရားဘဝတန်တရာမှာသွားတဲ့အခါမှာလည်းပဲလမ်းစာရိတ်ခါဖြစ်တယ်တဲ့ခီးသွားတဲ့ပုဂ္ဂိုလ်ဟာကိုယ့်အတွက်ရ
ရိတ်ခါတွေပေါ်များမှခုခေတ်လို့ဆိုရင်တော့ငွေများများထည့်သွားမှာပေါ့ရိတ်ခါတွေပေါ်များမှလမ်းအတွက်သုံးဖို့စရိတ်တွေပါတွေငွေတွေပေါ်များမှခရီးသွားတဲ့အခါမှာမျက်နှာမငယ်ဘူးတဲ့စားချိန်တန်စားရတယ်အိတ်ချိန်တန်ကောင်းကောင်းအိတ်ရတယ်နေချိန်တန်လည်းပဲကောင်းကောင်းနေရတယ်အဲ့ဒီလိုပဲတန်တရာခရီးကျင်လေပြီးဒီဘဝနေနောက်ဘဝနောက်ဘဝနေနောက်ဘဝတန်တရာကြီးသွားနေတဲ့ပုံကိုယ်တွေမှာဟောဒီဒါနာတရားဆိုတာရိတ်ခါတုံးနဲ့တူတယ်တဲ့ဒါနမပါလို့ရှိရင်တန်တရာမှာပစ္စည်းဥစ္စာအပြင်နှိမ့်ကြပြီးတော့သူများလှူခြင်းလို့လည်းပဲမလှူနိုင်ဘူးဒီများတွေသွားပြီးတော့သီလဆောက်တည်တဲ့အချိန်မှလည်းပဲကိုယ့်ရဲ့ဝမ်းစာအတွက်မဆောက်တည်နိုင်ဘူးသူများတွေတရားအထုတ်တဲ့အချိန်မှလည်းပဲတရားမထုတ်နိုင်ဘူးအဲ့တော့ဒါနတရားအရေးကြီးတယ်ဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီပရိသတ်ကြီးကိုဒီသုဗ္ဗဗုဒ္ဓတရားရမယ်ကြီးကိုကြည့်ပြီးတော့ပထမဒါနတရားတွေဟောတယ်ပေါ့ဒါနရဲ့အရေးကြီးပုံတွေဒါနဟောပြီးတဲ့အခါမှာမြတ်စွာဘုရားကဘာဆက်ဟောတော့ဆိုတော့သီလနဲ့ဆက်တဲ့တရားပြန်ပြီးတော့ဟောပြန်တယ်ဒါနပြုတဲ့ပုဂ္ဂိုလ်ကဘာဖြစ်လို့လဲဆိုတော့သီလဆောက်တည်ဖို့လွယ်တယ်ပေါ့ယနေ့ယခုကုသိုလ်ပြုတဲ့ဒီကိုဖို့တီတို့မခင်မာသေးတို့အာလုံးမိသားစုတွေဆွေမျိုးပရိသတ်တွေယနေ့ဒါနပြုပြီဆိုတော့ဒါနမပြုခင်မှာသူတော်ကောင်းတွေအလေးရသီလမဆောက်တည်ပဲမနေရဘူးသီလဆောက်တည်ရတယ်ဒါကြောင့်မြတ်စွာဘုရားကဒါနတရားဟောပြီးတဲ့နောက်မှာသီလတရားဆက်ပြီးတော့ဆောက်တည်ဖို့လွယ်သွားတဲ့အတွက်သီလနဲ့ဆက်တဲ့တရားတွေဟောတယ်သီလနဲ့ဆက်တဲ့တရားကိုဟောတဲ့အခါမှာလည်းပဲဒီလိုပေါ့ဘဝတန်တရာမှာဇနီးမောင်နှံချင်းချင်းမောင်နှမချင်းချင်းချစ်ခင်ပြီးတော့မျက်မျက်နှုံနှုံတွေးတဲ့ဘဝတိုင်းမှာနေကြပြီဆိုရင်ဟောဒီသီလတရားညီမျှမှတန်တရာမှာချစ်ချစ်ခင်ခင်နဲ့ပြန်တွေ့တယ်တဲ့ဒီလိုမှမဟုတ်ဘဲနဲ့တယောက်သောပုဂ္ဂိုလ်ကကိုချင်းသီလဖောက်ပြန်တယ်ဒါမှမဟုတ်တယောက်သောပုဂ္ဂိုလ်ကကိုချင်းသီလကိုစောင့်ထိန်နေဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တွေ့တဲ့ဘဝမှာရန်သူတွေဖြစ်တယ်ဒီဘဝမှာလည်းပဲရန်သူဖြစ်နိုင်တယ်ဒါကြောင့်မို့ကိုချင်းတရားသီလညီမျှမှဘဝတန်တရာမှာတွေ့တဲ့အခါမှာမောင်နှမဆိုရင်လည်းမောင်နှမအချင်းချင်းမိဘနဲ့သားသမီးဆိုရင်လည်းပဲသားသမီးနဲ့မိဘအချင်းချင်းဇနီးမောင်နှံခင်ပွန်းဆိုရင်လည်းသူတို့အချင်းချင်းဟာဒီလိုသီလတရားညီမျှမှသူတို့ကဘဝတန်တရာမှာသွားပြီးတော့တွေ့တဲ့အခါမှာချစ်ချစ်ခင်ခင်နဲ့ပါရမီတွေဖြည့်နေကြတယ်တဲ့ဒါကြောင့်ကိုချင်းသီလလည်းပဲတူရတယ်ကိုချင်းသီလအရေးကြီးတဲ့အကြောင်းမြတ်စွာဘုရားကဆက်ပြီးတော့ဟောကြားတယ်ဒီကိုချင်းသီလဟောပြီးတော့ဒါနတွေပြုတဲ့အကြောင်းဒါနဟာရိက္ခတရားနဲ့တူတဲ့အကြောင်းဒါနပြုလို့ရှိရင်သီလဟာလည်းစောက်တည်လို့လွယ်သွားတဲ့အတွက်သီလတရားတွေဟာအရေးကြီးတဲ့အကြောင်းနောက်ပြီးတော့မြတ်စွာဘုရားဘာဆက်ဟောလို့ဆိုတက္ကကထာတဲ့နတ်ပြည်နဲ့ဆက်တဲ့ဒီလိုဒါနသီလတွေကိုပြုပြီးတော့သီလလုံတဲ့ပုဂ္ဂိုလ်ရဲ့နတ်ပြည်ရောက်ရတဲ့အကြောင်းဒါပုထုဇဉ်တတ္တဝါတွေအတွက်ဒါသီလတွေစောက်တည်ခြင်းအောင်ဒါနတွေပြုခြင်းအောင်မြတ်စွာဘုရားကဟောရတာပေါ့အဲ့ဒါပြီးတဲ့အခါမှာမြတ်စွာဘုရားကဘာဆက်ဟောလို့ဆိုတော့ကာမနံအာရိနဝံဩကာရံတံကိလေသံတဲ့ကာမနံကာမဂုဏ်တရားတို့ဤအာရိနဝံပြစ်ကို၎င်းဩကာရံယုံညံ့ပုံကို၎င်းတံကိလေသံညင်နွမ်းပုံကို၎င်းပကာတိတိပြတော်မူသည်တဲ့အဲ့ဒီလိုနတ်ပြည်အကြောင်းတွေဟောတဲ့အခါမှာတရားနာပရိသတ်တွေကဒါနပြုသီလဆောက်တည်လို့ရှိရင်နတ်ပြည်မှာစည်းစိမ်နေနေရတယ်ဆိုပြီးတော့ဒီစည်းစိမ်ဥစ္စာတွေကိုမမောတွေ့တာနေမှာဆိုလို့မြတ်စွာဘုရားကဒီစည်းစိမ်ဥစ္စာတွေကိုဉာဏ်လိုသဘောထားပြီးတော့အိမ်ဒီပါတွေဆောက်တယ်ဆိုလို့ရှိရင်ဉာဏ်ဆင်ပြီးတော့ဆောက်ရတယ်ပေါ့တိုက်တွေပါတွေတဲဒါပေမဲ့လို့တိုက်ပြီးတဲ့အခါမှာဒီဉာဏ်ကိုဖျက်ပြရတာပဲဒီဉာဏ်ကြီးကိုဟာငါတို့ရဲ့ကျေးဇူးရှင်ဒီဉာဏ်ရှိလို့ငါတို့ဖရာတွေပါတွေတဲရတယ်တိုက်တွေပါတွေဆောက်ရတယ်ဒီဉာဏ်ကငါတို့ကျေးဇူးရှင်ဆိုပြီးတော့ဒီဉာဏ်ကြီးကိုဖရာလို့ကိုးကွယ်ထားဖို့မဟုတ်ပါဘူးဒီလိုပဲမိမိတို့စီးပွားရေးတွေပါတွေမြတ်စွာဘုရားကမရှာရဘူးလို့မဟုတ်ဘူးလူရဲလို့ဖြစ်လာရင်အိမ်အောင်ရဲလို့ကြလာရင်မြတ်စွာဘုရားကစီးပွားရေးရှာဖွေနည်းတရားတွေတောင်မှဟောကြားတော်မူခဲ့ပါတယ်စီးပွားရေးတွေရှာပြီးတော့သာသမီတွေဇနီးတွေပါတွေလှုပ်ကြွေးတာကိုလည်းမင်္ဂလာတရားဖြစ်နေဟောကြားခဲ့တယ်အဲ့တော့မြတ်စွာဘုရားကဒီစည်းစိမ်ဥစ္စာတွေကိုသူကမရှာနဲ့လို့ပြောတာမဟုတ်ဓာကြီးတွေကိုမမောတွေ့တာပြီးတော့စည်းစိမ်ဥစ္စာတွေရှာတယ်ရှာပြီးတော့ရတဲ့အခါမှာဓာကြီးတွေငါပစ္စည်းငါဥစ္စာဆိုပြီးတော့ဓာကြီးတွေနဲ့ပဲအချိန်ကုန်ပြီးတော့တက်တက်လုံးဓာတွေကိုခံစားပြီးတော့အကုသိုလ်တရားတွေလုံးမိမှာဆိုလို့မြတ်စွာဘုရားကဒီကာမဂုဏ်တရားတွေကိုလည်းပဲဖတ်တွယ်မထားနဲ့တဲ့ဒီပစ္စည်းဥစ္စာတွေကိုအသုံးချပြီးတော့ကိုယ့်အတွက်ဒါနပါရမီတွေပြုတယ်သီလပါရမီတွေစောင့်တည်တယ်တရားအားထုတ်တယ်လူမှုတမ်းမှုတွေအကြောင်းပြုပြီးတော့ကြောင်းကံတွေပါတွေစောင့်ပြီးတော့ကြောင်းကိုသွားပြီးတော့နောက်ဆုံးတရားရှင်ဖြစ်အောင်ကြိုးစားပါရမီတွေမက်ဖို့နိဗ္ဗာန်ရအောင်ကြိုးစားရမယ်တဲ့ဒီကာမဂုဏ်တွေဆိုတာကမရှိလည်းပဲမဖြစ်ဘူးရှိလည်းပဲတွေ့တာဖို့မဟုတ်ဘူးဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီကာမဂုဏ်တရားတွေရဲ့အဋ္ဌိကင်္ဂလူပမာပေါ့ဘာနဲ့တူတော့ဆိုတော့မြတ်စွာဘုရားကတဏှာမှာဟောတယ်ဟောဒီကာမဂုဏ်တရားတွေဟာတဲ့ဘာနဲ့တူတော့ဆိုတော့အဋ္ဌိကင်္ဂလူပမာအတမကအညီဟတ်တပြင်ခွေးငတ်မလွတ်ရနိုင်တော့အယိုးစုနဲ့ဒူလပေ၏တဲ့
သင်တို့မမောပြီးတော့တချို့ပုဂ္ဂိုလ်တွေကဒီပစ္စည်းဥစ္စာတွေကိုရှားပြီးတော့မလူရဲ့မတန်းရဲ့နဲ့ဇိမ်ခံပြီးတော့မမောနေတဲ့အဲ့ဒီပစ္စည်းတွေကဘာနဲ့တူတုံးဆိုတော့အယိုးနဲ့တူတယ်တဲ့ဥပမာအပြင်မြတ်စွာဘုရားကဘယ်လိုဟောလဲဆိုတော့ခွေးလေးတစ်ကောင်ရှိတယ်ဆိုပါစို့အဲ့ဒီခွေးလေးဟာအနီးနားလေးမှာလူတစ်ယောက်ကနေပြီးတော့အမဲယိုးလေးချပေးလိုက်တယ်အဲ့ဒီအမဲယိုးမှာအသားလည်းပဲမရှိဘူးဒါပေမဲ့လို့ခွေးလေးကအဲ့ဒီအမဲယိုးလေးချီးပြီးတော့ဒီရက်တယ်ပေါ့ရက်လိုက်တဲ့အခါမှာသူ့ရဲ့တရေလေးနဲ့အယိုးနဲ့ထိတဲ့အခါမှာညီနှံ့အနံလေးထွက်လာတယ်အဲ့ဒီလိုထွက်လာတဲ့အခါမှာခွေးလေးဟာအညီနှံလေးရလာတဲ့အခါမှာအသားတွေလို့စားရလို့နဲ့ရှောက်ပြီးတော့ရက်တယ်တနေ့ကုန်လာသွားရောသူ့မှာအသားမရှိတဲ့အတွက်ဘိုင်းမဝဘူးတဲ့ဒါပေမဲ့လို့အယိုးကိုလွတ်ရနိုင်မလားဆိုတော့အသားတွေလို့နဲ့အနံလေးရထွက်နေတော့ तू ဟာဒီအယိုးကြိုက်ရင်းနဲ့ပဲမောပန်းပြီးတော့ဒါကြီးတာဆက်ကြိုက်နေ तू ကသေယုံပဲရှိတော့တယ်ဘယ်မှအစာမရှာမထွက်ဘူးဆိုရင်ဒီလိုပဲကာမဂုဏ်တရားတွေဆိုတာတဲ့သင်တို့ဟာတန်ဝေကညာနဲ့ပွားပြီးတော့ဓာရီကိုသုံးချပြီးတော့ဒါနပါရမီတွေဒီပစ္စည်းဥစ္စာတွေကိုသုံးချပြီးတော့သီလပါရမီတွေနောက်ဆုံးတရားထုတ်ခြင်းဆိုတဲ့ပညာပါရမီတွေကိုမဖြစ်စည်းဘူးဆိုရင်ဒီပစ္စည်းဥစ္စာတွေနဲ့ပဲမောပန်းပြီးတော့ရှာဖွေရင်းနဲ့ပဲသေသွားတတ်တယ်တဲ့အဲ့တော့မြတ်စွာဘုရားကဒီကာမဂုဏ်တရားတွေကဘာနဲ့တူတုံးဆိုတော့ဒီအသားမကပ်ပဲနဲ့အညီလောက်ပဲရှိတဲ့ခွေးငတ်မလွတ်ရနိုင်တဲ့အယိုးစုနဲ့တူတယ်ဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီသုပ္ပဗုဒ္ဓအမှုရှိတဲ့ပရိသတ်ကြီးကိုစီးပွားဥစ္စာတွေဘာတွေဒါနသီလလုပ်လို့ရှိရင်သူကသူစီးပွားဥစ္စာဆိုတာတက်လာမှာပဲအဲ့ဒီတက်လာတဲ့စီးပွားဥစ္စာတွေကိုမမောမှာဆိုလို့မြတ်စွာဘုရားကတခါကာမဂုဏ်ရဲ့အပြစ်ကိုပြန်ပြီးတော့ဟောကြားတော်မူခဲ့တယ်ပေါ့ဟောကြားတော်မူလိုက်တော့သုပ္ပဗုဒ္ဓလည်းပဲဩဒါနပြုသီလဆောက်တည်လို့ရှိရင်စီးစဉ်ဥစ္စာဆိုတာရတယ်အဲ့ဒီစီးစဉ်ဥစ္စာတွေကိုမမောတွေ့တာမနေပဲနဲ့ဒီစီးစဉ်ဥစ္စာကိုအသုံးချပြီးတော့ကိုယ်တဏ္ဍာမှာသီလသမารိပညာပြည့်အောင်ဖြစ်ရမှာပါလားလို့အဲ့ဒီမှာအသိဉာဏ်ရတယ်ပေါ့အသိဉာဏ်ရတဲ့ချိန်မြတ်စွာဘုရားကဘာဆက်ဟောတော့ဆိုတော့နိက္ခမေအာနိတန္တံပကာတိတိတဲ့ဒီနိက္ခမေဆိုတဲ့ဒီတခါတရံမှာဒီကာမဂုဏ်စည်းစိမ်တွေကနေပြီးတော့ငြိမ်းချမ်းပြီးတော့ကိုယ်တဏ္ဍာမှာလှူခြင်းတန်းခြင်းနဲ့စိတ်တွေရှိနေလို့ရှိရင်ဒီလောဘကနေလွတ်မြောက်သွားတယ်တဏှာတရားကနေလွတ်မြောက်တယ်အဲ့ဒီလိုသူများကိုပေးခြင်းကမ်းခြင်းနဲ့စိတ်များများရှိတဲ့လူဟာဒါအလောဘတရားဥသိပြီးတော့စေတနာတွေဖြစ်ပြီးတော့ငြိမ်းချမ်းတာပဲနောက်ပြီးတော့သူများပုံမှာကူညီခြင်းစိတ်ရှိတဲ့လူဟာသူများပုံမှာဒေါသမထွက်ပဲနဲ့အမြဲတမ်းကူညီခြင်းနဲ့စိတ်ပဲရှိနေတော့ကရုဏာတရားတွေမေတ္တာတရားတွေဖြစ်တယ်ပေါ့အဲ့ဒီလိုမေတ္တာကရုဏာတရားတွေနဲ့ဖြစ်နေတဲ့အချိန်မှာသူ့တဏ္ဍာမှာလောဘဒေါသတွေကတိတ်ပြီးတော့မကြီးတော့ဘူးဘုန်းကြီးဖြစ်လို့ရှိရင်လည်းပဲဒီလိုပဲပေါ့သာသနာတော်ကြီးအတွက်ငါဘလို့ကြိုးစားမယ်ငါရဲ့တပည့်တွေဘလို့စာပေကျမ်းဂန်တွေတက်မြောက်ပြီးတော့သူတော်ကောင်းတွေဖြစ်အောင်ငါဘလို့လုပ်မယ်ဆိုရင်ဒီလာဘတက္ကရာကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေငြိမ်းနေတယ်အဲ့ဒီလိုငြိမ်းချမ်းခြင်းဟာအင်မတန်ကောင်းမြတ်တဲ့တရားလို့မြတ်စွာဘုရားကဒီကိလေသာတွေထာဝရငြိမ်းပြီးတော့မတ်ဖို့တွေရရင်တော့အကောင်းဆုံးဆိုပြီးတော့နောက်ဆုံးမှာမတ်ဖို့နိဗ္ဗာန်ကိုအကျိုးကိုပြတယ်ပေါ့ကိလေသာငြိမ်းခြင်းရဲ့အကျိုးတွေပြတယ်အဲ့ဒီလိုပြလိုက်ပြီးတော့နောက်သစ္စာလေးပါးပြလိုက်တဲ့အခါမှာအဲ့ဒီသုပ္ပဗုဒ္ဓဆိုတဲ့နုနာယောဂတည်းရဲ့အဲ့ဒီတရားပွဲလေးပြီးရောသောတာပန်အရိယာဖြစ်သွားတယ်တဲ့သောတာပန်အရိယာဖြစ်သွားတော့သူ့စိတ်ထဲမှာမြတ်စွာဘုရားကိုလေသိပြီးတော့ကြည်ညိုသွားတယ်ဘာဖြစ်လို့တော့ဆိုတော့သူဟာဒီတရားသူကိုမရလို့ရှိရင်အထက်တလဲလဲအိုရခြင်းဒုက္ခနာထက်တလဲလဲသေနေရမှာမသေခြင်းမဲနဲ့သေနေရတဲ့ဒုက္ခမနာခြင်းမဲနဲ့နာနေရတဲ့ဒုက္ခနောက်ဆုံးယောဂမဖြစ်ခြင်းမဲနဲ့ခုလိုနုနာယောဂတည်းဖြစ်နေရတဲ့ဒုက္ခတွေကနေသူဟာတကယ်လို့သေသွားရင်နောက်9ဘဝပဲဖြစ်ပြီးတော့နိဗ္ဗာန်ရောက်တော့မှာဆိုတော့မြတ်စွာဘုရားရဲ့ကျေးဇူးတွေသိပြီးတော့မြင်တော့သူဟာသူတရားဓုရတဲ့အကြောင်းမြတ်စွာဘုရားကိုသွားလျှောက်ချင်လိုက်တယ်မြတ်စွာဘုရားကလည်းပဲသူတရားဓုရဖို့အတွက်ဒီတရားပွဲကြီးကိုကျင်းပတာပဲမြတ်စွာဘုရားဟာသူဟာတတိတကြွယ်ဒါတွေသဘောမပေါက်ဘဲနဲ့တရားတကယ်ကျင့်ကြံမဲ့ပုဂ္ဂိုလ်ရှိလို့ရှိရင်သူ့ကိုပဲဦးစားပေးပြီးတော့ဟောကြားတာလေမြတ်စွာဘုရားရဲ့ဒါကြီးညိုစရာကောင်းတဲ့ဂုဏ်တကုံပါပဲအဲ့ဒီလိုတရားပွဲပြီးစောင့်နေတဲ့အချိန်မှာလူတွေကလည်းပဲများနေတော့သူကမြတ်စွာဘုရားစီလည်းမသွားရဲဘူးသူ့ရဲ့ခန္ဓာကိုယ်ကနူနာယောဂါတွေဆွဲနေတော့လူတော်မတူဘူးပေါ့အဲ့တော့လူတွေသွားအောင်စောင့်နေတဲ့အချိန်မြတ်စွာဘုရားလည်းပဲလူတွေလည်းဆဲရောကြောင်းပြန်ကြွတယ်ပေါ့အဲ့ဒီချိန်မှာတရားမင်းကလည်းပဲသုပ္ပဗုဒ္ဓနူနာကြီးကိုကြည့်ပြီးတော့ဒီယောဂတဲ့ကြီးကိုကြည့်ပြီးတော့သူကစမ်းညင်စိတ်ပေါက်လာဒီယောဂတဲ့ကြီးကတကယ်တရားဓုရပြီးတော့မြတ်စွာဘုရားပေါ်တကယ်ကြီးညိုတာလားဒါမှမဟုတ်လည်းပဲခဏတစ်ဖြုတ်ပဲကြီးညိုတာလားလို့စမ်းညင်စိတ်ပေါက်တော့တရားမင်းကနေပြီးတော့အဲ့ဒီနူနာယောဂတဲ့ကြီးစီလာပြီးတော့ဘာပြောတော့ဆိုတော့သုပ္ပဗုဒ္ဓတဲ့သင်ဟာလေတဲ့လောကမှာဆင်းရဲလိုက်တာဟောဒီရာဇဂိုမျိုးထဲမှာတင့်လောက်မွဲတည်တဲ့လူဘယ်သူမှမရှိတော့ဘူးတဲ့ဒီကြားထဲမှာယောဂါတွေကလည်းပဲဆွဲလို့သင်ဟာတိတ်ပြီးတော့အောက်တန်းကြတဲ့ဘဝရောက်နေတယ်
အဲ့တော့သင်အထက်တန်းကြအောင်နဲ့သင်ကိုငါအတိုင်းအဆမရှိတဲ့ရွှေငွေတွေသင်ကိုငါပေးမယ်တဲ့ဒါပေမဲ့သင်စီရလည်းပဲငါပြန်လို့ချင်တာဘာလို့ဆိုတော့ဖရာလောကမှာဖရာအစ်စ်ဆိုတာမဟုတ်ဘူးတရားအစ်စ်ဆိုတာမဟုတ်ဘူးတန်ခါအစ်စ်ဆိုတာမရှိဘူးအဲ့တော့ဖရာတရားတန်ခါဆိုတာလူတွေကညာနေကြတာတကယ်တော့တကယ်ဖရာဖြစ်တဲ့ပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူးသူတို့ကညာနေတာတရားတော်ကြီးဆိုတာလည်းပဲအစ်စ်မှန်ဆိုတာမရှိဘူးတန်ခါတော်သာသနာတော်ကြီးတည်အောင်လုပ်ပြီးတော့လူတွေရဲ့လေယာမြေကောင်းတဲ့ဘွယ်ဖြစ်တဲ့ကုသိုလ်မျိုးစေ့တွေကျဲချတဲ့တန်ခါတော်ရဲ့အစ်စ်ဆိုတာမရှိဘူးအဲ့တော့တင်ဟာဖရာတရားတန်ခါဆိုတာမရှိဘူးငါအတွက်ဖရာဆိုတာအလိုမရှိဘူးတရားတန်ခါဆိုတာငါအတွက်ဘာမှအကျိုးမရှိဘူးလို့သင်ပြောလို့ရှိရင်ငါရွှေငွေတွေသင်ကြိုက်တဲ့လောက်ပေးမယ်တိုင်းဆမရှိပေးမယ်လို့တရားမင်းကအဲ့ဒီသုပ္ပဗုဒ္ဓဆိုတဲ့နုနာယောဂတဲ့ကြီးကိုပြောလိုက်တယ်စမ်းကြည့်တာပေါ့တရားတို့တကယ်ရမယ်ရအဲ့တော့နုနာယောဂတဲ့ကြီးကပြန်မေးတယ်တဲ့နာမည်ဘယ်သူလဲတဲ့တဲ့ကဘယ်သူလဲဆိုတော့ငါတရားမင်းပဲဆိုတော့သုပ္ပဗုဒ္ဓယောဂတဲ့ကြီးသူ့တဏ္ဍာမှာတရားဓုတွေရှိနေလို့သူဟာတိတ်ပြီးတော့တတ္တိရှိတော့ဘာပြောလိုက်တယ်ဆိုတော့တရားမင်းတဲ့သင်ဟာတိတ်ပြီးတော့အရှက်မရှိတဲ့ပုဂ္ဂိုလ်ပဲတဲ့ငါလိုပုဂ္ဂိုလ်မျိုးကိုသင်ဟာတိတ်ပြီးတော့လူနုံလူမွဲလူဆင်းရဲလို့ပြောရတယ်တဲ့တကယ်တော့ငါဟာမြတ်စွာဘုရားရဲ့သားတော်အစ်စ်ဖြစ်ပြီတဲ့အဲ့တော့ဘာပြန်ပြောလို့ဆိုတော့တတ္တရဏံသီလတဏံဟိရိဩတ္တပိယံတဏံသုတတနေသာသာဂောဇပညာဝေတတ္တမံတဏံယတဣတိတနာအတ္တိအိဋ္ဌိယပုရိသတဝါအတလိတောတိတံအာဟုအမောဂံတတဇီဝိတံတဲ့တရားမင်းတဲ့ယတဣဋ္ဌိယဝါခြင်းမျိုးသားမိအားတော်၎င်းယတပုရိသတဝါခြင်းမျိုးသားတော်၎င်းဣတိတနာဤတရာသီလစတဲ့ခုနှစ်ပြားသောသူတော်ကောင်းဥစ္စာတို့သည်တတိရှိကြပါပေကုန်၏ယတဣတိတနာအတ္တိအိဋ္ဌိယပုရိသတဝါအတလိတောတိတံအာဟုတန်အဲ့ဒီလိုသူတော်ကောင်းတရားရှိတဲ့ပုဂ္ဂိုလ်မျိုးကိုအတလိတော်တိလူဆင်းရဲမဟုတ်လူချမ်းသာဟူ၍အာဟုဖျားစာတသူတော်ကောင်းတို့သည်ဆိုကြပေကုန်၏အာမောဂန္တတဇီဝိတံတတအဲ့ဒီလိုသူတော်ကောင်းတရားရှိတဲ့ပုဂ္ဂိုလ်ဤဇီဝိတံအသက်ရှင်ခြင်းကိုအာမောဂံအတိပ္ပယ်ရှိသောအသက်ရှင်ခြင်းဟူ၍အာဟုဖျားစာတသူတော်များတို့သည်ကောင်းစွာမသွေပြောခဲ့ဆိုခဲ့ကြပါပေကုန်တည်းအဲ့တော့သုပ္ပဗုဒ္ဓကတရားမင်းကိုပြန်ပြောတယ်တရားမင်းတဲ့သင်ဟာတိတ်အရှက်မရှိတဲ့ပုဂ္ဂိုလ်ပဲတဲ့ဖျားစားတဲ့သူတော်ကောင်းတွေကလူချမ်းသာလူဆင်းရဲခွဲတဲ့နေရာမှာတဲ့ပစ္စည်းဥစ္စာကိုကြည့်ပြီးတော့ခွဲတာမဟုတ်ဘူးတဲ့ဘာကိုကြည့်ခွဲတာလဲဆိုတော့နံပါတ်1တရားတရားရှိတဲ့အမျိုးသားအမျိုးသမီးကိုဖျားစားတဲ့သူတော်ကောင်းတွေကပစ္စည်းဥစ္စာဘလောက်ပဲမွဲအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုတရားတရားကြီးတဲ့ပုဂ္ဂိုလ်ကိုလူချမ်းသာလို့ခေါ်ကြတယ်တဲ့နံပါတ်2တရားတရားဆိုတာစောစောလို့ကိုဖရာတရားတန်ခါကိုယုံကြည်တယ်လှူခြင်းတန်းခြင်းတဲ့အခါမှာလဲဂုံပကတနာကိုမဖက်နဲ့အကျိုးရှိတဲ့နေရာကိုအကျိုးရှိတဲ့ပစ္စည်းလှူခြင်းတယ်ဒါတရားတရားရဲ့လက္ခဏာတွေပဲတတ္တရဏံသီလတဏံနဲ့သီလတရားလည်းပဲအ ਨੇ ဆုံး၅ပါးသီလကိုချင်းသီလတော့စောင့်ထိန်ရတယ်ဒီသီလရှိလို့ရှိရင်လည်းပဲဖရာစားတဲ့သူတော်ကောင်းတွေကလူချမ်းသာလို့ဒီလိုပဲခေါ်ကြတယ်တတ္တရဏံသီလတဏံဟိရိဩတ္တပိယံတဏံတဲ့နံပါတ်3နံပါတ်4ဥစ္စာဘာလို့ဆိုတော့ဟိရိဆိုတာမကောင်းမှုအကုသိုလ်ကရှက်တယ်ဩတ္တပဆိုတာမကောင်းမှုအကုသိုလ်ကကြောက်တယ်ကုသိုလ်လုပ်တာတော့မှဂုံပကာတနာတွေနဲ့ကုသိုလ်လုပ်တာကနည်းနည်းဂုံတွေဝါကြွားကျင်တာတွေကများများဒါမျိုးလုပ်ရမှာရှက်ကြောက်တယ်ဆိုတာဒါဟိရိဩတ္တပကိန်းတယ်ဒီလိုတရားရှိတဲ့ပုဂ္ဂိုလ်ကိုဖျားစားတဲ့သူတော်ကောင်းတွေရဲ့လူချမ်းသာလို့ပဲခေါ်တယ်တဲ့ပစ္စည်းဥစ္စာတွေဘလောက်ပဲကြီးကြီးတဲ့ချမ်းသာနေကုသိုလ်လုပ်လို့ရှိရင်ဂုံပကတနာရှည်တန်းတင်တယ်တရားတရားစစ်မဟုတ်ပဲနဲ့မကောင်းတယ်လို့လူတယ်ဒါမျိုးပုဂ္ဂိုလ်တွေကိုဘုရားစားတဲ့သူတော်ကောင်းတွေကလူဆင်းရဲလို့ပဲခေါ်ကြတယ်တဲ့တရားတဏံသီလတဏံဟိရိဩတ္တပိယံတဏံသုတတနေသာသာဂောစာပညာဝေတတ္တမံတဏံသုတဆိုတာအရာရာမှာဘုသူတရှိအောင်ကုသိုလ်လုပ်တယ်ဆိုလို့ရှိရင်လည်းပဲကုသိုလ်တက်တက်ဘလို့ဖြစ်အောင်ဘလို့လုပ်ရတယ်ဘလို့လုပ်ရင်အကုသိုလ်တွေရောတယ်ဆိုတဲ့ဒီလိုအကြမြင်နေများအောင်စာကစွန့်ကြဲပေးကလှူဒန်းနေုံနဲ့မကဘဲနဲ့တခါတရံမှာအနစ်နာခံပြီးတော့မိမိရဲ့တငယ်ချင်းတွေအတွက်သာသနာအတွက်ကိုယ့်ရဲ့စီးပွားတွေအနစ်နာခံပြီးတော့ဆောင်ရွက်ခြင်းတဲ့စိတ်ရှိတယ်ဒါစာကတရားပညာဆိုတာကတော့တရားတွေပါလိနာမသိလို့ရှိရင်မေးပြီးတော့မှားလို့ရှိရင်ပြင်ကျင်တဲ့စိတ်တွေတိုးပွားလာအောင်ဘွဲဒီဂရီတွေရယုံလေးကပညာရှိတာမဟုတ်ပါဘူးအဲ့တော့ပညာတရားဆိုတာကုသိုလ်အကုသိုလ်မှန်သိအောင်သိတဲ့အခါမှာကုသိုလ်ဖြစ်အောင်ကျင့်တတ်အောင်ဒီလိုနားလည်အောင်လုပ်တဲ့ပညာတရားတွေရှိရင်ဒီပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားစတဲ့သူတော်ကောင်းတွေကတရားမင်းနဲ့လူချမ်းသာလို့ပဲခေါ်တယ်လို့
ဒီနုနာယောဂတေကြီးပြန်ပြီးတော့ပြောလိုက်တယ်ပေါ့အဲ့တော့ဒီနေရာမှာယနေ့တရားဓမ္မတွေတတိထားဖို့ပေါ့ယနေ့ခေတ်ကြီးမှာဒီတရားတရားနဲ့ဆက်ပြီးတော့ကြီးညိုတယ်ဆိုတာနဲ့ဆက်ပြီးတော့ကျမ်းဂန်တွေမှာ၄မျိုးပြပါတယ်၄မျိုးပြတဲ့ထဲမှာမိမိတို့ကိုယ်ကိုမိမိတို့ဘယ်လိုပုံပုံမျိုးဖြစ်တဲ့တယ်လဲဆိုတော့ဒီတရားတရားဥစ္စာနဲ့ဆက်ပြီးတော့တရားတရားရှိမှလည်းပဲလူချမ်းသာခေါ်တယ်အဲ့တော့တရားတရားအစစ်ရှိအောင်မိမိတို့တန်တန်မှာဘယ်လိုပုံပုံမျိုးဖြစ်အောင်ကြိုးစားရမလဲဆိုတော့ကျမ်းဂန်တွေမှာဒီကြီးညိုတဲ့ပုံကို၄မျိုးရှိတယ်တဲ့ဘာတွေတော့ဆိုတော့နံပါတ်1ရူပပမာဏတဲ့ရုပ်ဥပရိကိုကြည့်ပြီးတော့ကြီးညိုတဲ့တရားဓမ္မတွေလည်းပဲရှိတယ်တဲ့အဲ့ဒီလိုတရားဓမ္မတွေကဘယ်လောက်များတော့ဆိုတော့ဒီလူတရားကို69ယောက်လောက်ပေါ့69ယောက်လောက်ရှိတယ်69ရာခိုင်နှုန်းလောက်ရှိတယ်ပေါ့ဒီလိုတရားဓမ္မတွေကတချို့ရုပ်ဆင်းကိုကြည့်ပြီးတော့သီလသမารီရှိမှန်းလည်းမသိဘူးအကျင့်ကောင်းမှန်းလည်းမသိဘူးရုပ်ဥပရိကြီးညိုစရာကောင်းတာနဲ့ကြီးညိုချလိုက်တဲ့တရားဓမ္မတွေကအဲ့ဒီလိုကြီးညိုတတ်တဲ့လူမျိုးကတဲ့ကျမ်းဂန်တွေမှာ69ရာခိုင်နှုန်းလောက်ရှိတယ်တဲ့နောက်ပြီးတော့တချို့ကြတော့နာမည်ကြိုကြားမှုကြီးညိုတဲ့ဂောတပမာဏခေါ်တာပေါ့ဂောတပတဏခေါ်တာပေါ့အဲ့တော့နာမည်ကျော်မှုတွေဂုံတရင်ကြီးမှုတွေကိုကြည့်ပြီးတော့ကြီးညိုတဲ့တရားဓမ္မတွေကဘယ်လောက်ရှိတုံးဆိုတော့80ရာခိုင်နှုန်းလောက်ရှိတယ်တဲ့သူကပိုများတယ်တဲ့လူတရားဆိုရင်80လောက်ကအဲ့ဒီနာမည်ကျော်ကြားတဲ့နောက်လိုက်နေကြတာပဲတဲ့လူတရားမှာ69ယောက်ကတော့ရုပ်ဆင်းဥပရိကြည့်ပြီးတော့ရမ်းပြီးတော့ကြီးညိုလိုက်တာပဲတဲ့နောက်နံပါတ်3လူခတ်ပမာဏတဲ့လူခတ်ပမာဏဆိုတာဘာတော့ဆိုတော့ဟာသင်္ကန်းတောင်မှဘလို့သင်္ကန်းမျိုးဝတ်တာကောင်းတဲ့သင်္ကန်းဆိုမဝတ်ဘူးနေတာလည်းပဲစုပ်ပြက်နေတာသူနဲ့ဆိုပစ္စည်းဘာမှမရှိဘူးတကယ်သီလသမารီပညာရှိမရှိဘူးမစစ်ဖဲနဲ့ခေါင်းခေါင်းပါပါနေတာလမ်းလျှောက်ရင်လို့ရှိရင်လည်းပဲဖက်နဲ့မစည်းဘူးဒါတော့ပေါ့တိုးထဲမှာဘလို့နေတာဘာပဲစားတာရေစွမ်းစားတာစသည်ဖြင့်ဒါမျိုးတွေကိုကြားပြီးတော့ကြည်ညိုတဲ့ပုဂ္ဂိုလ်ဘယ်လောက်ရှိတုံးဆိုတော့လူတရားကို90လောက်ရှိတယ်သူကပို့ပြီးတော့များတယ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်တွေကအခုမြန်မာနိုင်ငံမှာလည်းပဲတိတ်ပြီးတော့များတယ်ဒါပေမဲ့မြတ်စွာဘုရားကဒါမျိုးပုဂ္ဂိုလ်မဖြစ်စေခြင်းဘူးနောက်ဓမ္မပမာဏတဲ့ဓမ္မပမာဏဆိုစောစောကရုပ်ကိုကြည့်ပြီးတော့ကြီးညိုတာလည်းမဟုတ်ဘူးနာမည်ကြိုကြားမှုကိုကြည့်ပြီးတော့ကြီးညိုတာလည်းမဟုတ်ဘူးနောက်ပြီးတော့ဒီလိုပေါ့ခေါင်းခေါင်းပါပါဒီပဲပဲစားတာဘာပဲစားတာစသည်ဖြင့်ဘာပဲဝတ်တာနေတာထိုင်တာလည်းသူနဲ့ဘာမှမရှိဘူးကိုချင်းတရားကိုမကြည့်ဘဲနဲ့ဒီလိုခေါင်းခေါင်းပါပါကျင့်တာကိုကြည့်ပြီးတော့ကြီးညိုတဲ့ပုဂ္ဂိုလ်ကတရားမှာ90တကယ်လို့သီလသမารီပညာတကယ်စစ်မစစ်ကိုလေ့လာပြီးတော့ကြီးညိုတဲ့ပုဂ္ဂိုလ်ကတသိန်းမှတယောက်ပဲရှိတယ်100ရာခိုင်နှုန်းတောင်မရှိဘူးလို့ဆိုပြီးတော့ကျမ်းဂန်မှာဖွဲ့ပြထားပါတယ်အဲ့တော့မိမိတို့လည်းပဲကြီးညိုတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ဓမ္မပမာဏဓမ္မပတဏဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီတန်ဃာတော်ရှင်မြတ်တွေကိုကြီးညိုပြီးဆိုလို့ရှိရင်လည်းတန်ဃာတော်ရဲ့ရှင်မြတ်တွေရဲ့အလုပ်ဟာပရိယတ္တိစာပေကျမ်းဂန်သင်္ကြန်ပို့ချခြင်းအလုပ်ပฏิပတ္တိတရားထိုင်ခြင်းမေတ္တာဘာဝနာပွားခြင်းဗုဒ္ဓနုတ္တိပွားခြင်းအလုပ်ဒီနှလုံးပဲရှိပါတယ်ဒီနှလုံးကိုစိတ်စေနာမှန်မှန်ကန်ကန်နဲ့လုပ်ပြီးတော့ကိလေသာတွေကင်းဖို့အတွက်လုပ်တယ်တရားဓမ္မတွေကြီးညိုအောင်တရားဓမ္မတွေလောင်လုပ်တာမဟုတ်ဘဲနဲ့ကိုယ်တဏ္ဍမှာကိလေသာတွေကင်းအောင်လုပ်ပြီးတော့သာသနာတော်ကြီးရှေးအောင်လုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာယဟန်တာမကသီလသမารီပညာတကယ်ရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်ပါတယ်အဲ့ဒီလိုမျိုးကြီးညိုတဲ့တရားဓမ္မကတော့တသိန်းမှတယောက်ပဲရှိတယ်100ရာခိုင်နှုန်းတောင်မရှိဘူးဆိုပြီးတော့စာပေမှာဖွဲ့ချမ်းပြပါတယ်အဲ့တော့မိမိတို့ကဓမ္မပဏ္ဏမာနပုဂ္ဂိုလ်ဖြစ်မှမြတ်စွာဘုရားရဲ့အလိုကြပါတယ်ခေါင်းခေါင်းပါပါကျင့်တာကိုအလွယ်တကူကြီးညိုတယ်နာမည်ကြီးတာကိုလွယ်တကူကြီးညိုတယ်ရုပ်ဥပရိယကြီးညိုစရာကောင်းလို့လွယ်တကူကြီးညိုတယ်ဆိုရင်ဒါမြတ်စွာဘုရားရဲ့လမ်းစဉ်မကြောက်တရားတရားအစစ်မရှိဘူးလို့ဒီလိုပဲသတ်မှတ်ရပါတယ်ဒါကြောင့်မို့သုဗ္ဗဗုဒ္ဓဂုတိယတရားမင်းနဲ့တရားတရားအစစ်ရှိတဲ့ပုဂ္ဂိုလ်သီလရေးရှိတဲ့ပုဂ္ဂိုလ်ဟိရိဩတ္တပသုတ္တပညာစာကရှိတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်မျိုးတွေကိုဘုရားစတဲ့သူတော်ကောင်းတွေကလူချမ်းသာလူပဲခေါ်ကြတယ်တဲ့ပစ္စည်းဥစ္စာဘလောက်ပဲချမ်းသာအဲ့ဒီပုဂ္ဂိုလ်မှာတရားတရားအစစ်မရှိဘူးဒီလိုပေါ့ကြော်ကြတဲ့နောက်တကောက်လိုက်ကြတယ်ဘာမှသီလသမารီပညာဖွဲ့ချပြီးတော့မစစ်ဖဲနဲ့ပုံဩပြီးတော့နာမည်ကြီးမယ်ဆိုရင်လှူလိုက်တယ်ဒီလိုပုဂ္ဂိုလ်တွေကိုတဲ့ဘုရားစတဲ့သူတော်ကောင်းတွေကတရားတရားအစစ်မရှိတဲ့အတွက်လူဆင်းရဲလူပဲခေါ်ကြတယ်ဆိုပြီးတော့သုဗ္ဗဗုဒ္ဓအနုနာယောဂတေကြီးအဲ့ဒီတရားမင်းကိုပြန်ပြီးတော့ပြောလိုက်တယ်ပြောလိုက်တဲ့အခါမှာတရားမင်းကလည်းပဲဝမ်းသာပြီးတော့မြတ်စွာဘုရားစီသွားပြီးတော့ကြိုလျှောက်တယ်ပေါ့တပည့်တော်ကတော့ဒီလိုပြောလိုက်တယ်ပြောတော့သုဗ္ဗဗုဒ္ဓနုနာကြီးရဗျာတဲ့တပည့်တော်ကိုဒီလိုပဲပြန်ပြီးတော့ပြောတယ်ဆိုရင်မြတ်စွာဘုရားကတရားမင်းတဲ့အဲ့ဒီသုဗ္ဗဗုဒ္ဓနုနာယောဂတေကြီးကနုနာယောဂတေဖြစ်ပေမဲ့တရားဓုကိုသိပြီးတော့အရိယာသာဝကဖြစ်သွားပြီတဲ့သင်လူတရားမင်းမောင်တယောက်မပြောနဲ့1000ကနေပြီးတော့သွားပြီးတော့ဖရာတရားတန်ခါအပြစ်တွေပြောပြီးတော့ဘလောက်ဖဲပြောသူ့တဏ္ဍန်သူ့နှလုံးသားထဲမှာ
ဖရာတရားတန်ခါသီလသမารီပညာရှိတဲ့တန်ခါတွေကိုကြည်ညိုတတ်တဲ့စိတ်ဟာနှလုံးသားထဲမှာဆွဲသွားပြီးဘလို့မှမရတော့ဘူးလို့မြတ်စွာဘုရားကမိန့်တော်မူလိုက်တယ်အဲ့တော့ယနေ့လည်းပဲကုသိုလ်ပြုကြတဲ့ဒီကိုဖိုးဒီမခင်မထေရနဲ့တကောအလုံးသောပရိသတ်တွေကိုမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားအဲ့ဒီမြတ်စွာဘုရားဟောကြားတဲ့တရားတွေမှာသုဘဗုဒ္ဓနုနာပြောတဲ့စကားကိုမြတ်စွာဘုရားကပြန်ပြီးတော့အတည်ပြုတယ်ပေါ့အတည်ပြုလိုက်တဲ့အတွက်ယနေ့မိမိတို့ကုသိုလ်လုပ်ငန်းတွေပြုတဲ့အခါမှာလည်းပဲသီလသမารီပညာရှိတဲ့တန်ဃာတော်ရှင်မြတ်တွေကိုကြည်ညိုတယ်ဆိုတဲ့တရားတရားကိုမိမိတို့မွေးမြူကြတယ်နောက်ပြီးတော့ကိုကျင့်သီလတွေကိုလည်းဆွမ်းအားသမျှစောင့်တည်ကြမယ်အကုသိုလ်လောကမှာရှက်ပြီးတော့ဂုံပကာသနာတွေနဲ့ကုသိုလ်လောကမှာရှက်တယ်ကြောက်တယ်ဆိုရင်ဟိတိဥတ္တပဥစ္စာတွေလည်းပဲရှိသွားနိုင်တယ်သုတ္တတွေဆိုတာဒီလိုတရားနာလိုက်တဲ့အခါမှာတရားရဲ့သဘောကိုမြင်ပြီးတော့အမှန်တွေအမှားတွေသိသွားရင်ဒါပညာတွေလည်းပဲတိုးတယ်ပေါ့နောက်ပြီးတော့စာကတရားဆိုတာစွန့်ကြဲပေးကံလူတန်းတယ်ဖြစ်နိုင်လို့ရှိရင်ကိုယ့်ဘဝနစ်နာခံပြီးတော့သာသနာနဲ့လောကအတွက်ကောင်းကျိုးကိုစွန့်လွတ်ခြင်းတဲ့စိတ်တွေရှိမယ်ဆိုရင်ဒါသူတော်ကောင်းဥစ္စာတွေရှိပြီဒီလိုသူတော်ကောင်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်တွေဟာလူချမ်းသာတွေလို့ဟောဒီသုဘဗုဒ္ဓနုနာပြောတဲ့နုနာယောဂတည်းပြောတဲ့စကားကိုမြတ်စွာဘုရားကလည်းအတည်ပြုလက်ခံခဲ့တယ်အဲ့ဒီလိုလက်ခံတဲ့အတွက်ဘုရားရဲ့တရားတော်လည်းပဲဖြစ်သွားပါတယ်ဒါကြောင့်မို့ယနေ့တရားဓမ္မတွေကမိမိတို့ကိုမိမိတို့တရားသီလစတဲ့စာကတရားစတဲ့ကိုချင်းသီလတွေသူတော်ကောင်းဥစ္စာတွေကိုကိုစီကိုငါဖြစ်ကျင့်နိုင်ကြပါစေအဲ့ဒီလိုဖြစ်ကျင့်ပြီးတဲ့အခါမှာလူချမ်းသာတွေဖြစ်ပြီးတော့အဲ့ဒီလိုသူတော်ကောင်းဥစ္စာချမ်းသာတဲ့ဘုရားစတဲ့သူတော်ကောင်းတွေကိန်းအောင်ရာနိဗ္ဗာန်ကိုလျင်မြန်စွာစွာမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းကဲအဲ့တော့ဘုန်းကြီးပြောခြင်းနဲ့လူချမ်းသာဆိုတဲ့တရားလည်းပဲပြီးသွားပါပြီလူချမ်းသာဖြစ်အောင်တရားတရားတွေသီလတရားတွေကိုကျင့်သီလတရားတွေမကောင်းမှုမှဆက်ဆုပ်တဲ့ဟိရိဩတ္တပတရားကောင်းမှုပြုတာကိုပဲဂုံပကတနာတွေကိုမလိုချင်ဘူးလောကမှာရှက်တဲ့ဟိရိဩတ္တပတရားနောက်ပြီးတော့သုတ္တတရားတွေစာကတရားတွေပညာတရားတွေဒီတရားတွေကိုမိမိတို့ကုသိုလ်လုပ်ရင်တဘဝမှာဖြစ်ကျင့်မယ်ဆိုရင်ဒါချမ်းသာတဲ့ချမ်းသာပြီးတော့အဲ့ဒီလိုတရားမျိုးတွေချမ်းသာပြီးဆိုရင်ဒါဘုရားစတဲ့သူတော်ကောင်းတွေရောက်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တာပါပဲအဲ့တော့ဒီပြီးတော့တို့ပြုတဲ့ကုသိုလ်တွေကအဲ့ဒီဘုရားစတဲ့သူတော်ကောင်းတွေကိန်းအောင်ရဖြစ်တဲ့ဆင်းရဲခတ်သိမ်းချုပ်ငြိမ်းရနိဗ္ဗာန်ကိုမျက်မှောက်ပြုပြရစီလို့အာယုံပြုပြီးတော့ရေစက်ချကြတယ်နော်ကဲရေစက်ခွက်ကိုတော့ပြီးမှကန်အာလုံးလုံးချီပြီးတော့လိုက်ဆိုလိုက်ကြကဲအာလုံးလိုက်ဆိုအရှင်ဘုရားယရဏသုံးပါးကံကံဤကျိုးများကိုယုံကြည်ကြပါသောဘုရားတပည့်တော်မိသားစုတို့သည်နေ့စဉ်စွမ်းအားရှိသလောက်ကုသိုလ်ကောင်းမှုတို့ကိုကြိုးစားအားထုတ်ပြုလုပ်ကြပါ၏ယနေ့အခါ၌သူတော်ကောင်းဥစ္စာတို့ကိုများများစားစားစီပူလိုကုန်သည်ဖြစ်ကြပါ၍စကိုင်းတောင်ရိုးမြတ်စကြာကျောင်းတိုက်သို့လာရောက်ပြီးလျင်တန်ဃာတော်အရှင်မြတ်တို့အားအာယုံအခါခောက်ဆွဲကြော်စွမ်းနေ့လည်အခါမွန်မြတ်သောခဲဝယ်ဘောဇဉ်တို့ဖြင့်တရားပြဋ္ဌာန်းနိဗ္ဗာန်ကြီးမှန်လျက်လူရန်ကြပါ၏ထိုမှတပါးကြွားရောက်လာသောအပရိသတ်တို့အားတရားဖြူပွေးကျွေးမွေးဧခံကြပါ၏မြတ်စကြာကျောင်းတိုက်ရှိတန်ဃာတော်များချမ်းသာစေရန်စေစီမံကိန်းအတွက်နဝကမ္မကျင်၅သိန်းတို့ကိုလည်းနိဗ္ဗာန်ကြီးမှန်လူတန်းကြပါ၏သင်္ကန်းတွိစုံသုံးစုံနှင့်တကဝဆက်ပြာမှုတ်စသည်တို့ကိုလည်းလူတန်းကြပါ၏တရဏဂုသုံးပါးနှင့်တကဝသီလတော်မြတ်ကိုဆောက်တည်ကြပါ၏တန်ဃာတော်အရှင်မြတ်များဟောကြားတော်မူသည့်ပရိတရားတော်လူချမ်းသာ
အနုမောဒနာတရားတော်ကိုတရားကြည်ဖြူနာယူကြပါ၏ဣဒံမေပုညံနိဗ္ဗာနတ္တသစ္စယောဟောတုဘုရားတပည့်တော်တို့ပြုသမျှသောဒါနာကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုအစုစုသည်ဆင်းရဲခတ်သိမ်း၏ချုပ်ငြိမ်းရာမျက်နှိဗ္ဗာန်သို့ရောက်ရန်ရောက်ကြောင်းအားကောင်းသောအကြောင်းထောက်ပံ့သည်စင်စစ်မသွေဖြစ်ပါစေတည်း